Hello မင်္ဂလာပါအထွန်းချက်နေလေးရနေပြီးတော့ငန္ဓာဘဝအဆောင်ရဆွဲဇလန်းလေးကိုဖတ်ပြတော့ပါမယ်နော်။အေးစုတရားကိုတက္ကသိုလ်တက်ခါစားမှာအတော်ရရဲ့အိမ်မှာနေပြီးတော့ကြောင်းတက်ခဲ့ရတယ်။ဒါပေမဲ့ဒုတိယနှစ်လောက်မှာတော့အဆောင်နေရဖို့ကတော့ဖြစ်လာတယ်။အကြောင်းရတော့ဒီလိုပေါ့။အတော်ရီကအမေဘက်ကအမျိုးတော်တဲ့အတော်ရီဖြစ်ပြီးတော့အဖေကလည်းအဲ့ဒီတော်ရီနဲ့ဆိုတစ်စက်ကလေးမှမနဲ့ကြောမတည့်ဘူး။မတည့်တာကလည်းအတော်ရီကအမေပေါ်ဆိုမိုးလွန်းနေဩစာကြီးလွန်းနေအာနာပြရဲဆိုပြီးတော့အဖေကစကားကိုမပြောတော့တာအမေကြတော့လေအဖေနဲ့အတော်ရီမတဲ့တာသိပေမဲ့အေးစုကိုတမီမင်းကလေးမလို့ရဝေးမှာအဆောင်ထားဖို့ကစိတ်မချအောင်အေးစုကိုယ်တိုင်ကလည်းစကားနဲ့ပြီးပေါင်းနေဆက်ဆံရေးအရန်ကောင်းတယ်မပါတော့အဆောင်မှမနေချင်ဘူးဒါနဲ့ပထမနှစ်မှာတော့အတော်ရီစီမှာပဲနေဖို့ဖြစ်သွားတယ်အေးစုအတွက်ကဒေါ်ရီစီမာနေရတာအဆင်ပြေမှုကြီးကြီးမားမားတော့မရှိပါဘူးအပြိုကြီးနှစ်ယောက်နဲ့နေရတာမလို့ဇီစာကြောင်တဲ့တန်ထိန်းချုပ်တဲ့တန်ခံရတာမျိုးရှိပေမဲ့အေးစုကိုယ်တိုင်ကလည်းလေလေပက်ပက်သွားရတာမျိုးတွေကိုတိတ်မလို့တဲ့သူမလို့နေတာကကြနေပါတယ်တတိယနှစ်လည်းရောက်တော့ပြဿနာတစ်ခုကဖြစ်သွားတယ်အဖေကအလုပ်ကိစ္စနဲ့ရောက်လာတော့အေးစုကိုအပြင်မှာမုန်းလိုက်ကြည့်ဖို့ဖုန်းဆက်ခေါ်တယ်ကိုယ်တိုင်ကိုကြလာမခေါ်တာကအဖေကအဒေါ်ရီနဲ့မြင်တဲ့ချင်းဆိုင်ကိုမထိုင်နေတာနဲ့ဒါနဲ့လမ်းထိပ်အဖေလက်ဖက်ဆိုင်ကစောင့်နေမဲ့သမီးအေးစစ်စစ်အဝတ်စားလဲပြီးထွက်လာခဲ့အဲ့လိုဖုန်းဆက်ပြောလိုက်တယ်အဲ့ချိန်တုန်းကအေးစုကဖုန်းမရှိသေးတော့အတော်ဖုန်းကိုဆက်ရတာအေးစုနဲ့အဖေနဲ့ဖုန်းပြောနေတော့အတော်ကဖုန်းကိုဖြတ်ယူပြီးခေါ်ချင်ရင်အိမ်ထိလာခေါ်မဟုတ်ရင်လဲကျွေးချင်တဲ့မုံလာပို့လိုက်ကလေးကိုဟိုကော်ဒီကမလုံးနဲ့မကြိုက်ဘူးငကိုကလေးကမှအကျော်မတည့်တဲ့အဖေကအဲ့လိုလဲပြောခံရရောဒေါရပုံထွက်သွားတော့တယ်အဖေကတမီးကိုခေါ်တာပဲဂျားရကနေလေးတမမာနဲ့အာနာပြတ်ရမလားဆိုပြီးတော့စိတ်တူတာပေါ့ဒါပေမဲ့အေးစုအနိခတ်မှာဆိုလို့ပြဿနာမရှာပဲနောက်2ရက်လောက်နေမှအမေနဲ့အတူအေးစုစီကိုရောက်ချလာတယ်ချက်ချင်းအထုပ်ပိုးပြင်ခိုင်းပြီးအဆောင်မှာပြောင်းနေဖို့စီစဉ်တော့တာပဲအတော်တွေကတော့စကားအခြေတင်ဖြစ်ဖို့စလာသေးပေမဲ့အဖေကသူတို့နဲ့ဘာစကားမှပြောစရာအကြောင်းမရှိဘူးကျွန်တော်သမီးကျွန်တော်သဘောပဲဆိုပြီးတော့အေးစုကိုခေါ်ထုတ်တာပေါ့သူနဲ့ပဲအေးစုကအဆောင်ရောက်သွားတယ်အဆောင်က9ရက်တဲ့ကိုမှအခန်းတွေကလည်းတန့်နေလူနေလည်းတန့်နေအေးစုကတယောက်တည်းပဲသုံးချင်တယ်ပြောတော့သုံးတဲ့မြောက်ကတယောက်ခန်းမှာနေရတယ်အဆောင်ရောက်ပြီး2ရက်3ရက်လောက်ကမနဲ့မိုးလင်းတာနဲ့ပြင်ဆင်ပြီးကြောင်းသွားတင်ရောက်တာနဲ့အခန်းထဲဝင်အိမ်အခန်းပြင်ထွက်တာဆိုလို့ထမင်းဆိုင်ထွက်ယူတဲ့အချိန်ပဲရှိတယ်စနေနေ့မနေ့ရောက်တော့အေးစုအခန်းအောင်းနေတော့အဆောင်ပိုင်ရှင်အမားကစွန့်ခက်ရှိလို့ဆိုပြီးတော့အောက်ထက်ခဏဆင်းဖို့လာခေါ်တယ်အောက်ဆုံးထပ်ရောက်တော့အဆောင်သူတွေတရားနာဖို့နေရာယူထားကြတာတွေ့ရနေအေးစုလည်းဝန်ထိုင်ဖို့ပြင်လိုက်တယ်ကိုကဘယ်သူနဲ့မှလည်းမတီးသေးတော့ခေါင်းကြကြလေးမှာပဲရွတ်ထိုင်လိုက်တယ်ထိုင်ပြီးမှမျိုးလုံးကစားကြည့်တော့အရှိဘေးရခုံပေါ်မှာဓာတ်ပုံတစ်ပုံတင်ထားပြီးဓာတ်ပုံရှိမှလည်းအမွှေးတိုင်ထင်းထားတာကိုတွေ့လိုက်တယ်ဓာတ်ပုံတွေကမိန်းကလေးကအေးစုထက်3-4နှစ်လောက်ကြီးပုံပေါ်ပြီးတော့နည်းနည်းကြည့်ကောင်းနေညာဘက်ညကုန်းထက်မှာမက်ခက်ကြီးကြီးတစ်လုံးရှိတာတော့ထင်ရှားနေလို့သေချာမှတ်မိလိုက်တယ်ဓာတ်ပုံရှိအမွှေးတိုင်ထွင်းတာဆိုတော့စုံသွားတာလားဘာလားဆိုတာအတွေးနဲ့နည်းနည်းတော့သတိထားမိလိုက်တယ်ငကိုကလေးကဘာတိပါတာနေတတ်တူဆိုတော့အာယုံတို့မဆိုင်ဖြစ်ဘူးအေးစုထိုင်နေရင်ကောင်မလေး2ယောက်ကနောက်မှထက်ရောက်လာတယ်နေရာကပြည့်တလောက်ဖြစ်နေပြီးဓာတ်ပုံပြီးတဲ့နေရာမှာပဲနည်းနည်းလွတ်နေတော့တခြားသူတွေကဝန်ထိုင်လိုက်လေအဲ့လိုပြောတော့အဲ့ကောင်မလေး2ယောက်ကခေါင်းတကာကလက်တကာကလုံရင်အမလီသူ့တဲ့ပုံကြီးရှိမထိုင်ရဲပါဘူးစိုက်ကြည့်ခံရလို့ဖြစ်နေမှာကြောက်ပါတယ်ဆိုမှအဲ့လိုပြောပြီးဟို့အနောက်ဘက်အခင်းမရှိတဲ့နေရာမှာတွားထိုင်ကြတယ်အဲ့ဒါပြီးတော့လေတခြားသူတွေတီတိုပြောနေတဲ့မှာကြောက်တဲ့အကြောင်းပဲခဏခဏကြားနေရတော့အေးစုလည်းနည်းနည်းနားဆွနေလိုက်တယ်ခတ်တူတူတွေကြီးပဲပြောနေကြတာမလို့တေချာမကြားရဘူးအေးစုနောက်မှာထိုင်နေတဲ့အမကြီးကအေးစုကိုအဆောင်သူတစ်လားဘဲเจ้าကလဲအဲ့လိုစကားဆမိပြောတော့ဖုံဖုံတွေကြွလာလို့စကားစာပြတ်သွားတယ်တရားနာရင်နဲ့မှာစွန့်ကြရတဲ့အကြောင်းရင်းကိုသိရတာအသက်22နှစ်မှာကွယ်လွန်သွားတဲ့မပပဆွေအတွက်ကွယ်လွန်ခြင်း2လပြည့်စွန့်ကတ်တာတဲ့ဖုံဖုံတရားဟောနေတော့အေးစုမျိုးလုံးကစားနေတာပေါ့အဲ့ချိန်မိဖို့ကံဘက်ကပရင်းပေါင်မှာဘေးတစားပုံစံနဲ့ရက်နေတဲ့မိန်းကလေးတယောက်အေးစုစမြင်ကလေးကနေမိနစ်အတော်ကြာတဲ့အထိကိုမလို့မရှက်ရက်နေတာစိတ်ထဲတော့အဆောင်သူတရားရောက်လို့ထင်တာပေါ့ဒါပေမဲ့ဘာကြောင့်မှမသိစိတ်ကအဲ့ဒီဘက်ကိုပဲကြည့်ကျင်နေတာခဏနေတော့အဲ့ဒီကောင်မလေးကမျက်နှာတက်တက်လှည့်လာပြီးတရားနာရဲ့တူတွေစီကိုဟိုကြည့်ဒီကြည့်နဲ့ဒီလုံးလေးရွှေလိုက်ကြည့်နေတာနောက်ဆုံးအေးစုနဲ့မျိုးလုံးချင်းစုံသွားတယ်5စက္ကန့်လောက်အေးစုကိုစိုက်ကြည့်ရင်
ညကုန်းတစ်ဖက်ပင်သွားပြီးပြုံးပြတယ်သူကပြုံးပြတော့အေးစုလည်းပြန်ပြုံးပြလိုက်မိတာပြီးတော့မှမျက်နှာကိုကြည့်နေရင်ညကုန်းပေါ်ကမှဲ့ကိုသတိထားမိသွားပြီးအေးစုရင်နဲ့ဒိန်းကနေတစ်ချက်တုံသွားတယ်ဓာတ်ပုံကိုကြည့်လိုက်အဲ့ဒီမိန်းကလေးကိုကြည့်လိုက်နဲ့တေးကြတယ်တပုံစံနဲ့တယောက်တည်းပဲဒီတော့အေးစုဇော်ချွေးတွေပြန်လာတယ်ညလုံးကိုလည်းတက်တင်တလားအဲ့ဒီဘက်မရအောင်ထိန်းထားတယ်ဒါပေမဲ့မောမကြည့်ပဲနဲ့ကိုစက်ကြည့်ခံနေရတယ်လို့မျိုးခံစားနေရတယ်ပန်ငါတွေပပက်လေဖွန်းထားတဲ့ကြားမှာအေးစုတရားချွေးတက်တော့ကြနေပြီနောက်ဆုံးနာမည်ခေါ်ပြီးအမြောက်ဝေတဲ့အချိန်အဆောင်ပိုင်ရှင်အမကညီမလေးပပဆွေဖြစ်လျာဘောကနေတာသူခေါ်နော်အဲ့လိုငိုရံနဲ့ပြောလိုက်တယ်အဲ့ချိန်မှာပဲအေးစုမျက်လုံးကခုနမိန်းကလေးစီလှမ်းကြည့်တော့အဲ့ဒီမိန်းကလေးကခေါင်းကိုတတွင်တွင်ရမ်းပြနေတာခါလွဲလို့သပင်းနေတောင်မျက်နှာပေါ်အုပ်ကြနေရောအေးစုလည်းတာတို့ခေါ်ပြီးကြတဲ့အထိခေါင်းဖော်ရဲတော့ဘူးပြီးစီလို့ဟိုဒီကြည့်တော့အဲ့မိန်းကလေးမရှိတော့ဘူးဒါနဲ့ခုနကအေးစုကိုစကားလာပြောတဲ့အမားကိုပဲတွားမေ့ကြည့်ဖို့စဉ်းစားလိုက်တယ်စကားစမိပြောရင်အဲ့ဒီမှာနာမည်ကဖူးဖူးဆိုတာသိရတယ်နည်းနည်းပါးပါမိတ်ဆက်ပြီးတာနဲ့အေးစုလည်းဓာတ်ပုံတွေကမိန်းကလေးအကြောင်းဆက်သူကြည့်တာပေါ့ဓာတ်ပုံတွေကမိန်းကလေးနာမည်ကပပဆွေအဆောင်ပိုင်ရှင်အမားနဲ့ဆိုညီမဝမ်းခွဲတော်တယ်ဝမ်းခွဲဆိုပေမဲ့ညီမယွန်းနေလို့ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနေကြတယ်ပပဆွေကအသက်ရှိစဉ်ကလေးကလူချစ်လူခင်များပြီးဆဆနနောင်နဲ့ပျော်နေရတဲ့တူလွန်ခဲ့တဲ့2လလောက်ကမနက်စောစောအုပ်စုလိုက်လမ်းလျှောက်ထွက်နေကြတော့မှကားတစ်စင်းကလမ်းလျှော်လာပြီးဝန်တိုက်တာဆောင်းတဲ့သူကရှောင်းတိုက်မိတဲ့သူကလည်းတိုက်မိပေမဲ့တချို့ကခြေကျိုးလက်ကျိုးလောက်ဖြစ်ပြီးပပဆွေတယောက်ပဲအဲ့ညမှာပေါ်ချင်းပြီးတေရှုံသွားတာတော်တော်ရုပ်ပြက်စင်းပြက်ဖြစ်သွားလို့အလောင်းလှအောင်တောင်မနှဲပြန်ပြရတယ်လို့ပြောတယ်မြင်ခဲ့တဲ့သူတွေကပြောတော့ခေါင်းတစ်ချမ်းကဟက်ထက်ကိုဖွဲပြီးလန်သွားတာခြေထောက်ကလည်းလဲထွက်သွားပြီးအယိုးတောင်အပြင်ထွက်နေတာတဲ့လေဒီလုံးနဲ့ပုံပေါ်ကျင်းပြီးတော့အေးစုကြောက်လဲကြောက်တနာလဲတနာတာပေါ့ဒါပေမဲ့ဖူးဖူးဆက်ပြောတဲ့အကြောင်းတွေကြောင့်ကြောက်စိတ်ပိုသွားတယ်ပပဆွေကမကျွတ်မလွတ်ပဲရှိနေပြီးခြောက်လန့်နေတော့အရင်ကတည်းကစားတဲ့နောက်တဲ့သူမျိုးလားမသိတော်တော်လေးကိုခြောက်တာပပဆွေအသက်ရှင်ကလေးကအနေနီးရင်းနှီးခဲ့တဲ့သူတွေကတော့ဒဏ်ခံရဆုံးပေါ့လက်နဲ့လာတို့တယ်ညအိတ်နေရင်ခြေပွားကိုဂလိထိုးတယ်အိမ်နာဝင်ရင်မီးကိုပိတ်လိုက်ဖွန်းလိုက်လုပ်တယ်တချို့ဆိုမိတ်ခတ်လိမ့်လို့နှကန်းကြီးဆိုးနေတော့နောက်စိတ်ပိတ်ရိုက်လိုက်တာတွေတောင်ရှိသေးတယ်ဒီလိုနဲ့တချို့ဆိုအဆောင်ပြောင်းသွားကြတာမျိုးတောင်ရှိတယ်ပြောကြတယ်အခုလဲပိုင်ရှင်အမကိုယ်တိုင်ကဒီကိစ္စတွေကြားနေသိနေတော့သူ့ညီမအတွက်ကုလိုဖြစ်ဆွန့်ကအမျှဝေပေးတာပေါ့ဒါတွေကိုအေးစုတရတော့နည်းနည်းတော့ကြောက်သွားတယ်အဆောင်ကတရက်ချက်ပါတယ်ဆိုမှကိုကလည်းတယောက်တည်းနေရတာဆိုတော့လန့်တော့လန့်တာပေါ့ဒါပေမဲ့ရှေ့ရတွေတုန်းကဘာမှအရေးအောင်မရှိတာကိုပြန်နှွေးမိသွားတော့လဲစိတ်သက်သာရာရသွားတယ်အဆောင်ပြောင်းလာမလားစဉ်းစားမိပေမဲ့တလားစာကတွင်းပြီးတဲ့အပြင်ပေးရတဲ့ဈေးကလည်းကောင်းတော့နှမျောတာနဲ့တလားတော့နေကြည့်အောင်မယ်အစင်ပြေတော့လည်းပြေမပြေတော့လည်းအဖေကိုပြောပြီးပြောင်းရုံပေါ့အဲ့လိုတွေးလိုက်တယ်အဲ့လိုနဲ့အေးစုနေတာတပတ်ကျော်အထိကိုအေးအေးဆေးဆေးပဲညချိန်မတော့ခြေတံကြားတာမျိုးရှိပေမဲ့လူအများနဲ့နေတဲ့နေရာဆိုတော့ထူပြီးကြောက်စရာမဟုတ်ဘူးပေါ့ဒါပေမဲ့အေးစုတရေထိပေါက်တဲ့နေ့ရောက်လာတယ်အဲ့ဒီည9နာရီလောက်အေးစုအိမ်ရထဲမှာမဂဇင်းစာအုပ်ကြည့်နေတာဝတ်ထားတာကစပန်နာလိုခေးအေးနဲ့အိန္ဒိယဝက်ဆက်ပေါ့ဘောင်းမီကိုဒူးထက်တီဆွဲတင်ထားပြီးဒူကောင်းလှန်ရင်စာအုပ်ကြည့်နေတာပေါ့ပထမဆုံးဘောင်းမီစားကရှော့ကနေအောက်ကိုကျသွားတယ်အသားကအီအီရွှဲရွှဲဆိုတော့အေးစုလည်းအမှုမဲ့အမှတ်မဲ့ပဲပြန်ဆွဲတင်လိုက်တာပေါ့နောက်တစ်ခါလဲရှော့ကနေထက်ကြတယ်ဒီတစ်ခါတော့စိတ်ထဲမှာလဲတယောက်ယောက်ကဆွဲချတယ်လို့မျိုးခံစားလိုက်ရပြီးလူကလည်းဘာရင်မသိပဲကြက်သီးတွေဖြင်းကနေထသွားတယ်အဲ့တော့အေးစုနည်းနည်းတော့ရင်ထဲထိတ်သွားတာပေါ့ဒါနဲ့တေးကြအောင်ဆိုပြီးဘောင်းမီကိုပြန်ဆက်တင်ရင်ဒူးကြားမှာတေးချဖိညက်ထားလိုက်တယ်မကြပါဘူးထက်ဆွဲချပါလေရောဒီတစ်ခါတော့ကိုကတေးချဖိတာတာကိုဆွဲလိုက်တာဆိုတော့တိတိတသားကြီးကိုထင်းကနေဖြစ်သွားတာမလို့အေးစုလည်းငေါက်ကနေထထိုင်လိုက်တယ်ထိုင်လိုက်ပြီးတော့မှဘေးကနေတယောက်ယောက်ထသွားသလိုလိခတ်သွားတော့လူကလည်းချက်သီးများဖြင်းကနေရှိတ်ကနေနဲ့ပေါ့အဲ့ဒါနဲ့ပဲအေးစုလည်းနည်းနည်းကြောက်သွားပြီးစိတ်ကိုအာယုံလွှဲတဲ့အနေနဲ့ဖူးဖူးတို့ခန်းလေးကိုခဏသွားထိုင်နေလိုက်တယ်နောက်တစ်ခါတိတိတသားကြုံရတာတော့အဝိယုံရင်းနဲ့ပေါ့အဲ့ဒီကအေးစုကျောင်းကပြန်လာခဏနာထမင်းစားတော့ပြီးမနက်ကလှမ်းခဲ့တဲ့အဝိယုံဖို့အနောက်ဘက်ဝရဏစီကိုထွက်လာခဲ့တယ်ဝရဏမှာထွန်းထားတဲ့မိချောင်းကကျင်းငါနေတယ်လို့မျိုးလိုမျိုးလှိုင်းတွေပြေးနေတာဒီတော့အလင်းရောင်ကလည်းတလုတ်လုတ်ပေါ့
ဝတ်စင်စီရောက်တော့အဝတ်တွေချောင်းမချောင်းတစ်ထည်ချင်းလိုက်ကန်ကြည့်နေတော့တစ်ထည်ကနေတစ်ထည်အကူမှာလူအသားလိုမျိုးအေးအေးအီကြီးရဲ့ဆန်းလိုက်မိတယ်။ကိုင်လိုက်မိတဲ့အချိန်ဆိုဘာမှမတွေးမိခင်မှာပဲလူကစတိမိုးချင်းထောင်သွားတာ။ဒါနဲ့နောက်တစ်ခါအိမ်နာကိုဖြက်ခနဲ့လဲရမ်းကြည့်လိုက်တော့လေလူသားကိုရိုက်လိုက်မိတယ်လို့ဤကနေဖြစ်သွားတယ်။အဲ့တော့အေးစုလန့်သွားပြီးနောက်ခြေတလန်းဆုပ်လိုက်မိတာအဲ့ချိန်မှာပဲသွေးညီနှံ့လို့အနံကြီးကလှိုင်ကနေထွက်လာတဲ့အပြင်ဝင်းတောင်တောက်ဆွမ်းမှရှိတဲ့ဘီစင်ကလည်းရေဘက်ကသူ့လိုလိုပွင့်ပြီးရေဒီဟောကနေပွင့်လာတာအေးစုငင်းကနေဖြစ်ပြီးမျက်လုံးပြူးနဲ့ဘီစင်မဲ့လက်ကြီးတုံးမှာရေကပြန်ပိတ်သွားပြီးအဝတ်စင်ပေါ်မှာဂျိန်းနဲ့ချိတ်ထားတဲ့အဝတ်တွေကတယောက်ယောက်ကဆွဲလိုက်တယ်လို့တဖြောဖြောနဲ့တစ်ဖက်ကိုကတ်သွားတာမျက်စိစီမှာတိတိတသားကြီးဖြစ်သွားတာဆိုတော့အေးစုလည်းအတော်လေးလန့်သွားတာမလို့အဝတ်တောင်မျိုးနိုင်တော့ပဲလှက်ပြေးခဲ့ရတာပေါ့နောက်တစ်ခါကျလူများရှိနေတဲ့အချိန်မှာထင်သာမြင်သာကြီးဖြစ်သွားတာအဆောင်မှာကညဘက်ဆို6နာရီကနေ9နာရီလောက်ထိပထမတက်ကဧကန်းမှာပိုင်စင်မားကတီဗီဖွင့်ထားပေးတယ်အေးစုလည်းဒီတိုင်းမဟုတ်ပေမဲ့တရက်တလီတော့တွားကြည့်ဖြစ်တယ်အဲ့ဒီကဇကားကြိုက်လို့အေးစုလည်းတခြားသူတွေနဲ့အတူတီဗီထိုင်ကြည့်နေတာပိုင်ရှင်မာလည်းရှိတာပေါ့တီဗီရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ဗရင်ပေါက်တွေကလေဝင်ကောင်းအောင်လို့ဆိုပြီးတော့ဖွင့်ထားတာအကုန်လုံးတီဗီစီဇန်ဝင်နေတော့ဘက်ဘက်ကဗရင်ပေါက်ကလှုပ်စီနဲ့တဖြည်းဖြည်းပိတ်လာတယ်လေတိုက်လိုပိတ်တယ်လို့ရှော့ကနေပိတ်လာတာမျိုးမဟုတ်ပဲဆွဲလွတ်ခံရတယ်လို့တွတ်ဆုံနဲ့မှန်ကတကောက်ကောက်မြည်ရင်ပိတ်လာတာမလို့အကုန်လုံးသတိထားမိတယ်ဒါပေမဲ့ဘသူမှဘာမှမပြောသေးပဲညီစိတ်ရာတယောက်မျက်နှာတယောက်ပဲကြည့်နေကြတာပေါ့တိတ်မကြဘူးညာဘက်ကဗရင်ပေါက်လဲအခုနလိုပဲအပေါက်ကတကောက်ကောက်မြည်ရင်ပိတ်လာပြန်ရော့ဒီတခါတော့ခါမတဲ့တူတွေမတ်လာကြပြီဒီလောက်နဲ့မပြီးသေးဘူးစက္ကန့်ပိုင်းလောက်ကြာတော့ဘဲဘက်ဗရင်ပေါက်ကတကားရွက်နှစ်ခုကပြိုင်လူကြီးဖွင့်လိုက်ပွင့်လိုက်ဖြစ်လာပြန်ရော့ပိတ်လိုက်တဲ့အချိန်ဆိုလုံးဝဆေးတဲ့အထိပိတ်တာမျိုးမဟုတ်ပဲဆေးလူစိတ်ကင်မှာပဲပြန်ဖွတ်သွားတာမျိုးလုံးဝတိတိတသားကြီးဆိုတော့ပန်ရှင်မကိုရန်ကကိုမနေတာတော့ပဲကဲတီဗီကဖွင့်ထားတာကြာပြီဆိုတော့ဆက်လဲပူနေလောက်ပြီဒီညတော့ဒီလောက်နဲ့နားကြစို့သွားကိုခန်းကိုပြန်ကြတော့အဲ့လိုပြောပြီးတော့လူစုခွဲလိုက်တယ်အကုန်လုံးကတီတိုနဲ့ဖြစ်ကုန်ကြပြီးကြောက်လဲကြောက်ကြတာပေါ့အဲ့ညာကဖူးဖူးကအေးစုကိုတယောက်တည်းမအိပ်ရဲရင်သူတို့ခန်းမှာလာအိပ်ဖို့ပြောတယ်ဖူးကညောက်ခန်းမှာနေတာဆိုတော့အေးစုစီလာအိပ်ပြီးရင်ကြံခဲ့တဲ့အဖော်ကတယောက်တည်းဖြစ်နေမှာမလို့အေးစုကိုပဲသူတို့ခန်းကိုခေါ်တာပေါ့အေးစုကကြကြီးကျယ်တာမျိုးမဟုတ်ပေမဲ့ကို့အိမ်ကလွှဲရင်သူများအိပ်ရတာတွေမှမအိပ်တတ်တာမလို့သွားမအိပ်ချင်ဘူးပြီးတော့ကိုခန်းထဲမှာကိုကတိတ်မချောက်ကြပဲလုံစုံမှုရှိတယ်လို့ခံစားရတာလည်းပါတာပေါ့တကယ်လေအဲ့ညာကဘာမှထူးခြားမရှိပဲတညကုန်သွားပြန်တယ်နောက်တစ်ခါကျတော့အတန်ကြာအယောင်ပြတင်တာမကတော့ဘူးအဲ့ဒီကကြောင်းပိတ်ရဖြစ်တဲ့အပြင်ယာရီဥထုကလည်းအေးစိတ်ဖြစ်နေတော့အေးစုလိုအဆောင်တွေစုပြီးညနေပိုင်းမှာအကင်းနဲ့မလာရဲလှုပ်ရှားကြတယ်ညနေ6နာရီလောက်မှာမလာဟင်းအတွက်တိကျက်ထားတဲ့အသီးရွက်ပြုတ်တော့မှမလို့စေးဖို့တာဝန်အေးစုယူရတယ်အဆောင်မှာမိဖို့ကံပေးကအခန်းတစ်ခန်းကပိတ်ထားတယ်အဲ့ခန်းကအရင်ကပဆွေနေတဲ့အခန်းဘသူမှမနေရတဲ့အပြင်ပိုင်ရှင်အမကိုရန်ကလည်းပဆွေအချောက်လန့်ရှိနေတာသိနေပြီးသားမလို့ဘသူကိုမှမထားရဲလို့ပိတ်ထားတာအခန်းရဲ့အပေါ်တောင်သားမှာနေရာနည်းနည်းစီချထားတဲ့မှန်ပေါက်လေးတွေ3ပေါက်ရှိတယ်အိစုသုံးနေရတဲ့ဘေးစင်ကအဲ့ဒီအခန်းရဲ့ကက်လျက်မှာရှိနေတာစေးနေရင်းနဲ့တစ်ချက်အခန်းထဲမှာပစ္စည်းပြုတ်ကျသလိုစာရွက်လှန်သလိုအဝတ်ခါတန်းလိုအတန်တွေကိုအေးစုခဏရေးပိတ်ပြီးတော့နားဆွင့်ကြည့်တယ်နားဆွင့်လိုက်ရင်အတန်ကရက်သွားရော့ဒါနဲ့ပဲမတိတလို့နေလိုက်ပြီးလုံးဆရာရှိရာတွေဆက်လုံနေတော့တတောက်ထောင်နဲ့အတန်ကြားရတယ်အတန်ကအပေါ်ဘက်နားကထွက်လာနေပြီးမှန်ကိုလက်စနဲ့ခောက်တယ်လို့အတန်မျိုးတစ်ဖက်ကပဆွေအခန်းဆိုတာကိုမေ့ပြီးအေးစုသတိလက်လွတ်နဲ့မောကြည့်လိုက်တော့အမလေးအေးစုမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်နောက်ကိုစုံမိသွားရင်ကို့စကတ်အစကိုတက်နေမိလို့ဟန်ချက်ပြက်ပြီးခွင်ထိုင်လဲကျသွားတယ်။ဘာမြင်လိုက်တာလဲဆိုတော့မှန်မောက်မှာမျက်လုံးပြူမျက်နှာနီနဲ့ဟာကြီးကမှန်မှာမျက်နှာကြီးအသင်းဖိကတ်ထားသလိုရွက်ဆောင်ကြီးဒီတော့အေးစုလည်းအမလေးတိုင်ရင်အကောင်ချစ်អော်တာပေါ့ဒါနဲ့ပဲမိဖို့ထဲမှာရုပ်ဖြစ်သွားပြီမဲ့အဲ့ဒီကိစ္စကပိုင်ရှင်မတော့မသိလိုက်ဘူးအေးစုမြင်ရတာကိုပြလိုက်တော့အဲ့ညာကအဆောင်တွေတော်တော်များလူစုပြီးတော့အိတ်ကြတယ်အေးစုကိုယ်တိုင်လည်းမြင်လိုက်ရတာကြီးကမျက်လုံးတွေကမထွက်မို့တယောက်တည်းမအိပ်ရဲတာနဲ့ဖူးဖူးတို့အခန်းထဲမှာသွားအိတ်တယ်ကိုကကြောက်နေရဲဆိုတော့
ကြီးများပြီးအဲ့ရည်တို့လည်းမရတော့ဘူးပေါ့ကြားထဲမှာလည်းမကြာခဏဆိုသလိုရင်ထိတ်စရာတွေကြုံပေမဲ့ကိုတယောက်တည်းမဟုတ်ဘူးဆိုတော့နေရတယ်ကြောက်လာရင်တယောက်တည်းမအိတ်တော့ပဲတခြားခန်းမှာသွားအိတ်လိုက်ရုံပဲဒီလိုနဲ့ပဲအေးစုနှစ်ဖူးတွေဒူးတွေမျက်ဝါးထင်ထင်၆လက်ခံနေရတာနေရောက်လာတယ်အဲ့ဒီကညဦးပိုင်းအေးစုဖူးဖူးနဲ့အတူပြင်သွားရင်တိုးဆိုင်ကနေအမျိုးသမီးလာစံတုံးပစ္စည်းဝယ်လာခဲ့တယ်ဆိုင်ကယ်ထူပေါက်ထဲထည့်လာတော့မိပြီးမယူဖြစ်ခဲ့ဘူးညာရီခါနေပတ်လဲတော့မယ်ဆိုမှအထုပ်ကိုသတိရပြီးဖူးစီကိုသွားမိတယ်ဖူးကလည်းသတိမရလို့မယူခဲ့မိဘူးဆိုတာနဲ့ဆိုင်ကယ်တူးပေါက်ထဲကနေသွားယူဖို့ဖူးစီကနေဆိုင်ကယ်တွတ်တောင်းပြီးအောက်ထပ်ကိုဆင်းလာခဲ့တာပေါ့ဘူးနေနဲ့ချုပ်နေပြီမလို့အိတ်တဲ့သူတွေအိတ်နေကြပြီဆိုတော့အဆောင်ကလည်းငြိမ်သက်နေတာပေါ့အေးစုလှေကားမိတွေတစ်ထက်ချင်းအဖွင့်ပိတ်လောက်သွားပြီးအောက်ရောက်လာတယ်ဆိုင်ကယ်ထဲကနေအထုပ်ယူပြီးပြန်လာတဲ့အချိန်ဇလန်းဟာစတာပဲပထမတဲ့လှေကားတစ်ဆစ်ချိုးရောက်တော့အရင်တစ်ခါလိုတွင်းညီနံကြီးစလာတယ်အနန်းကတော်တော်ဆိုးဆိုးကိုညှောင်းနေတာပြီးတော့အောက်ကမှောင်သွားတဲ့လှေကားကွက်မှာတကူကူကလှုပ်ရှားနေတယ်လို့တလျှော့လျှော့အတန်ကြီးကြားနေရတာအခုမှအောက်ထပ်ကနေတက်ခါစားဆိုတော့အောက်မှာဘယ်သူမှမရှိတာအေးစုကတိနေတယ်ဒါနဲ့ခဏရက်ပြီးနားဆွင့်ကြည့်နေတော့မှတလျှော့လျှော့အတန်နဲ့အတူဦးလိုက်သေးလိုက်နနာချင်းချင်းဆွဆွငင်ငင်ညီညီရဲ့အတန်ကြီးကပြပြတတကြီးထွက်လာတယ်အဲ့ချိန်ကလေးကအေးစုဒါတော့ဘာဆိုတာတေချာပေါက်တိလိုက်တယ်တကယ်တမ်းအဲ့လိုဆိုကလေးကပြေးရတော့မှဆိုရင်မယ်လူကရင်ထဲကရုံကင်းနေဖြစ်ပြီးအားမရှိသလိုကြီးဖြစ်ပြီးခြေထောက်တွေကလှုပ်မရတော့ဘူးနှလုံးပြူးကြီးနဲ့ထွေထွေချင်းရက်နေမိတာပြောရရင်အညွတ်ခံလိုက်ရတယ်လို့ပဲပေါ့အေးစုအဲ့လိုရက်နေတဲ့အချိန်ခုနကပိတ်နေတဲ့လေကားမျိုးတွေက၆ခနဲ့အတန်နဲ့သူပွတ်သွားတယ်ဒါနဲ့လေကားလက်ရန်ကိုကြစ်ကြစ်ပအောင်ကိုင်းလိုက်ပြီးအောက်ကိုမတိမတာငုံကြည့်လိုက်တော့ဟာကြောက်လွန်းလို့အဲ့လိုဟာဆိုတဲ့အတန်ကအပြင်ကိုထွက်ကိုမလာရဲတာအောက်လီကားမှာသွေးတန်ရဲရဲနဲ့သွားပြီးတက်လာတဲ့မိန်းမခြေထောက်တစ်ဖက်ကပြုတ်ခွေပြီးတွေးတွေကလည်းပေပွားလို့အင်းချီနဲ့ဘောင်းမူတွေတူဝတ်ထားပြီးအဝတ်စားမှာလည်းတွေးတွေနဲ့ဖြက်ကနေမိလိုက်ရကလေးကဒါတရေချောင်နေတာဆိုတာပိုသေးချသွားပြီမလို့စက်မကြည့်ရတာနဲ့မျက်လုံးကိုစုံမိတ်လိုက်တယ်။အော်ချင်းမေမဲအတန်ကလေချောင်းထဲတင်တစ်နေပြီးထွက်မလာဘူး။ကြောက်လွန်းလို့နားတွေဥတွက်ပြီးယူနီကလည်းတလှက်လက်နဲ့ငါတော့သွားပါပြီလက်ပြအနုတ်ခံရတော့မှလားလို့တွေးပြီးဒူးရီတစ်ဆက်ဆက်တုံးလာတယ်။နီးတန်ကြီးကလည်းကိုနဲ့အတော်နီးလာနေပြီ။မျက်လုံးကလည်းမဖွင့်ရဲဘူး။နောက်ဆုံးတော်တော်နီးနီးကက်ကက်အထိအတန်ရောက်လာပြီးဖြက်ခနဲဆိုသလိုပဲခြေထောက်တစ်ဖက်ကိုလက်အေးကြီးနဲ့ဆွဲလိုက်မိတယ်လို့အထီးအတွေ့ကြီးခံစားလိုက်တာမလို့အေးစုလန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်မိတယ်။ဖွင့်ဖွင့်ချင်းငုံကြည့်မိတာကကိုခြေထောက်ကိုဒီရင်ကတော့ကြောက်စရာတွေ့လို့မဟုတ်ပဲကိုစိတ်ထဲထင်ထားတဲ့မြင်ကွင်းမဟုတ်တာကြောင့်အံ့ဩသွားတာ။ခြေထောက်ကိုဘာမှလည်းဆွဲမထားသလိုအခုကမြင်ကွင်းတွေကရှိနေတဲ့ဟာကြီးကလည်းအခုမရှိတော့ဘူး။အတန်ကလည်းရက်သွားပြီးဒီတော့မှစိတ်တရာရသွားပြီးကိုလည်းသတိကပ်နိုင်အောင်စူးစမ်းလိုက်တယ်။နည်းနည်းစိတ်ထိနိုင်ပြီဆိုမှကတုံကရင်နဲ့အပေါ်တက်မယ်ဆိုပြီးအလှုပ်အာမတင်ထားတဲ့အချိန်မှာဘုံကနေတွေးလိုက်ရတာဆိုတော့စိတ်ပြေစင်စိမ်မရပဲအယမ်းလန့်သွားလို့အေးစုအကောင်ချစ်អော်လိုက်မိတယ်။အပေါ်လေးကားကွန်မှာထားတဲ့တစ်သားအမိုက်ကန်ရှိပေါ်မှာကိုတပိုင်းပဲပေါ်နေတဲ့တရေမှာတိတန်ရဲ့မိမကြီးကမျက်လုံးတစ်ခုပဲဖွယ်ဖြူအောင်ထင်ပြီးစူပွက်နေတာအသက်မပါသလိုမျက်နှာပေးနဲ့အေးစုကိုတိတ်ချာစိုက်ကြည့်နေတာမလုံးမရှက်နဲ့တောင်းတောင်ကြီးမလို့မသိရင်တရက်အယုတ်ကြီးအမိုက်ပုံးထဲလာထောင်ထားသလိုပဲအေးစုအတကုံအော်နေတော့မှပဲအမိုက်ပုံးကြီးကဝုန်းကနေလဲလာပြီးအဲ့ဒီကိုယ်ပိုင်းကြီးဟာလည်းအေးစုအပေါ်ပြုတ်ကျလာသလိုကြီးမြင်လိုက်ရတာမို့လန့်ပြီးမျက်လုံးစုံမိတ်ရင်ရှောင်လိုက်တယ်ကိုကတော့ရှောင်လိုက်ပေမဲ့ခြေထောက်ကအားမရှိတော့ဖေးတံလဲကျပြီးအကြတတောင်အလိုလိုထောက်လိုက်မိတဲ့လက်ကလည်းစုကနေနာသွားတယ်မိုက်ပုံးကြီးကတော့ဝုန်းကနေအတန်နဲ့အဆုံးသက်ပြီးအေးစုပေမှာရက်သွားတယ်အေးစုကတော့မျက်လုံးဖွင့်ကြည့်မိတဲ့ခဏမှာရေခနဲမြင်လိုက်ရတယ်ကိုနားကသပင်နဲ့ခေါင်းပုံစံကြီးကြောင့်အကောင်ချစ်អော်တော့တာပဲပြောလို့သာကြားသလိုဖြစ်ပေမဲ့အမိုက်ပုံးထဲမှာစမြင်လိုက်တာနဲ့ဖြစ်သွားတာကစက္ကန့်ပိုင်းအတွင်းပဲအေးစုအော်ရန်ရောတုံတန်တွေကြောင့်ရောနိုးတဲ့တူတွေနိုးပြီးဘာဖြစ်ကုန်ပြီလဲဆိုပြီးအပြေးလွှားထွက်လာရင်ဘလောရက်ကုန်ကြတယ်အေးစုကတော့ဘေးမှာလူတွေဝိုင်းလာတဲ့အထိအော်မြက်သေးပဲကြောင်တောင်ကြီးဖြစ်နေတော့စကားမေးလည်းမရပဲငိုပြီးအော်ပဲအော်နေမိတာအဲ့ဒီညာကကိစ္စကြောင့်အေးစုဘက်ဘက်လက်ကဝဲအကျိုးအပ်သွားပြီးစေးလဲအတော်ကူးလိုက်ရတယ်
ဆေးရုံရောက်တော့မှဖြစ်သည်များပြတော့ပိုင်ရှင်မကလည်းငိုအေးစုကလည်းကြောက်တာရောအားငယ်တာရောပေါင်းပြီးငိုကြတာပေါ့အဲ့လောက်ကြီးဖြစ်သွားပြီးမှတော့အေးစုကိုယ်တိုင်လည်းဆက်မနေရတော့သလိုအဖေနဲ့အမေကလည်းအဲ့ဒီဆောင်မှာမထားတော့ဘူးပိုင်ရှင်မကတော့သူဝမ်းနာသူသိလို့တောင်းပန်နေအဖေတို့ကလည်းကိုသမီးကလူသွင်းလို့ကြိုးတာမှမဟုတ်တော့ဘသူမှပြောလို့မရပေမဲ့အဆောင်မှာတော့ဆက်မထားတော့ဘူးပေါ့ဒီလိုနဲ့ပဲအေးစုတပတ်လောက်အိမ်ပြန်ပြီးနားလိုက်ရတယ်အဲ့နောက်ပိုင်းအဆောင်ဆိုရင်ကိုလန့်သွားတာမလို့မနေချင်တော့ပဲဒေါ်ရီစီကိုပဲပြန်ရောက်သွားတာပေါ့အဲ့ဒီကိစ္စကြောင့်အေးစုတယောက်နှစ်တကြာပြီးတဲ့အထိကိုအဆောင်ကလှေကားနဲ့ပုံစံတူလှေကားတွေမြင်ရင်မတိမတာကြောက်စိတ်ကဖြစ်မိနေတော့မယ်ကဲစကြောင်းလေးကတော့ဒါပါပဲရှင်နားထောင်ပြီးရတဲ့အတွက်ကျေးဇူးအရင်ကြီးတင်ပါတယ်နော်